နန္ဒ၅ပါးကိုရှ िख ိုးပါ၏ဗျာအနန္တ၅ပါးရှ िख ိုးပြီးတဲ့နောက်အခုနောက်ပိုင်းဇတ်လန်းကိုဘုန်းကြီးကြေညာထားတာကဘာတွေတုံးပြိဿကြီးရှက်ပါနဲ့ကိုသုံးနေတဲ့စကားတွေပဲဟုတ်တယ်တချို့ကမပြောဘူးချစ်တော့ချစ်တယ်ဒါပေမဲ့ပြီးပြောပြည့်စမ်းပါကိုသုံးနေကြမြန်တရားဝဲကြမှာရေးတော့ရေးဘုရုဘာလာလုံးနားလေအောင်ဟောမလို့ကျုပ်ကဒီကနေ့ချစ်တော့ချစ်တယ်ဒါပေမဲ့ဘာတွေတုံးပြိဿကြီးဒါပေမဲ့ဆိုရင်ဆုံးမလားဟိဆုံးနေဘူးကြံသေးတယ်သို့တော်လဲဆိုရင်ကြံသေးနေပါအောင်ဆိုရင်မသွားနဲ့ဟောဆိုကားတောင်ရရဗမာစကားတော်ရှုပ်ဒါကြောင့်ကြံသေးတဲ့စကလုံးကိုဇက်လန်းထဲမှာတရားနာပြီးသိရလိမ့်မယ်ချစ်တော့ချစ်တယ်ဒါပေမဲ့ဒီဇက်လန်းကိုဘုန်းကြီးဒန္တာကြီးမဟုတ်ဘူးလုံးချင်းဝတ္ထုတွေကမဟုတ်ဘူးကာတွန်းဇက်လန်းတွေကမဟုတ်ဘူးကျွတ်တို့သုံးလောကထိုထားတပ်ပြညုမြတ်စွာဘုရားဟောကြားတော်မူတဲ့ဒေသနာတွေကထုတ်ခေါ်မှာဖြစ်တယ်ဒုက္ခနိဗ္ဗာန်မှာဘုန်းကြီးအတ္တကဇတ်ကိုဟောမလို့ကျွတ်တို့သုံးလောကထိုထားတပ်ပြညုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသည်သာဝတ္ထိပြေမွန်ဇေရဝံကျောင်းတော်မှာတည်င်းသုံးတော်မူစဉ်အခါမယားဟောင်းဖြားရောက်တဲ့ယဟန်ကိုအကြောင်းပြုပြီးတော့ဒီဇတ်တော်ကိုဟောတယ်ဒီကဘယ်သူဖြားရောက်တာတော့မယားဟောင်းဖြားရောက်တယ်ဆိုတော့လူဘဝမှာအိမ်တော်ပြုပြီးတော့ယဟန်ပေါင်တဲ့မယားကလူဘဝကြံရစ်ခဲ့အဲ့ဒီလိုကြံရစ်ခဲ့တဲ့ချိန်ခါမှာလူဘဝတုန်းကအတူတကွနေခဲ့တဲ့မယားဟောင်းကဖြားရောက်တော့သာသနာပေါင်းနေတဲ့အဲ့ဒီယဟန်မပျော်မွေ့တော့လူထွက်မယ်တဲ့သူကြံစည်လာတော့ယဟန်တော်များကသိတော့ဘုရားထံဆွဲခေါ်သွားကြဟဲ့ခြေသားများအလိုမရှိတဲ့ယဟန်ကိုဘယ်နဲ့ကြောင့်ငါဘုရားထံခေါ်လာကြမှန်လားပါဗျာဒီယဟန်လူထွက်တော့မယ်တဲ့ဗျာဟဲ့ခြေသားလူထွက်မယ်ဆိုတာဟုတ်သလားဟုတ်ပါတယ်ဗျာမင်းဘာဖြစ်လို့ထွက်တပည့်တော်မပျော်လို့ဗျာဟဲ့သာသနာပေါင်းဝင်ထမ်းပြီးတော့ယဟန်တရားကြိုးစားမယ်ဆိုပြီးတော့ဒီပေါင်းကိုတက်လာတာမပျော်တဲ့အကြောင်းရှိရမယ်မင်းဘာဖြစ်လို့မပျော်တာတပည့်တော်ဗျာတပည့်တော်လူဘဝတုန်းကအိမ်အောင်ပြုတ်ခဲ့တယ်ဗျာအိမ်အောင်ပြုတ်ခဲ့တော့ယခုယဟန်ဘဝရောက်လာတဲ့အချိန်ခါမှာတပည့်တော်မယားဟောင်းကနေပြီးတော့ဖြားရောက်လို့တပည့်တော်မပျော်ဘူးဗျာအေးမပျော်တော့ဒီမိန်းမအကြောင်းပြုပြီးမင်းလူထွက်မယ်ပေါ့မှန်လားပါဗျာတပည့်တော်သူနဲ့ပဲအရင်တုန်းကလို့ပြန်နေဘုရားလည်းမထားတော့လျှောက်တော့တာပဲတပည့်တော်လူထွက်ပြီးတော့အရင်တုန်းကလို့ပြန်နေတော့မလို့ဗျာခြေသားသတိထားလို့ဒီမိမ့်မကိုအကြောင်းပြု၍အသင်ဒီဘဝရင်မကပဲနဲ့ဟောနောက်ဘဝကအဲ့ဒီမိမ့်မအကြောင်းပြုပြီးတော့တိုင်းပြည်အုပ်ချုပ်တဲ့ဘယင်တဆူဖြစ်တော်လဲငိုချင်းချပြီးတော့သင်ကျူငိုခဲ့ရတယ်သင်ငိုခဲ့ရတဲ့ဒုက္ခတွေဒီမိမ့်မကြောင့်ဟဲ့ဘုရားအမိန့်ရှိရောအမရှိတော့ဘေးကယဟန်တော်များကဒီယဟန်သည်ဟိုနောက်ဘဝကမိမအကြောင်းပြု၍ဒုက္ခရောက်ခဲ့တဲ့အကြောင်းကိုလျှောက်ထားကြသဖြင့်ဘုရားကိုယ်တော်မြတ်ကအတိတ်ဇာကြောင့်ပြန်တော်မူပါလေအတိတ်ဇာကြောင့်ကဟောကျွတ်တို့လွန်လေပြီးသောအခါကာတိတိုင်းပါတလိပုတ်ပြည်ဒေသကြီးဘာပြည်တို့ပါတလိပုတ်ပြည်ကြီးကိုအုပ်ချုပ်ပြီးမင်းလုံနေတာကအတ္တကာလို့ခေါ်တဲ့ဘုရင်ကြီးနာမည်ဘယ်သူတဲ့တော့
အတ္တကဘယင်ကြီးမိဘယခေါင်ကြီးကဥပရိဒေဝီလို့ခေါ်သည်မိဖုရားကြီးကဘယ်သူတဲ့တော့မိဖုရားကြီးကဥပရိဒေဝီအဲ့ဒီအတ္တကဘယင်ကြီးအပန်းမှာခစားပြီးတော့နေတဲ့ပုံနာလူလင်တယောက်ရှိအဲ့ဒီချိန်ခါမှာကျွတ်တို့အတ္တကဘယင်ကြီးသည်အမတန်လှအမတန်ချောဒီဥပရိဒေဝီရဲ့ရုပ်ရည်ကိုကျမ်းဂန်ထဲကပြထားတာကလူလောက်မကဘူးလေပြိတ္တလူလောက်မကပေမဲ့လို့နတ်အဆင်းကိုလည်း तू မမှီဘူးတဲ့ကောင်းခြင်း၅ပြာနဲ့ပြည့်စုံတဲ့မိန်းမလို့ဆိုရမယ်ပေါ့ပြိတ္တလူအဆင်းကိုလွန်တဲ့မိန်းမတွေအခုများရှိသလားမရှိဘူးလှတာတော့လှတာပေါ့လှပေမဲ့လို့ကျမ်းဂန်နဲ့တွေ့ရတယ်လူလောက်မကအောင်လှနတ်တော့လည်းမမှီတတ်ဘူးတဲ့ဒီလိုကျမ်းဂန်နဲ့ပြကျွတ်တော့ခုခေတ်တော့လူထက်လွန်အောင်လှတဲ့မိန်းမဆိုတာဝေးလို့ကောင်းခြင်း၅ပါးနဲ့ပြည့်စုံတဲ့မိန်းမတောင်တော်ရှားသွားပြီရှားဘူးလားပြိဿကြီးကောင်းခြင်း၅ပါးဆိုတာသိလားအဲချိုးကြည့်တာလက်ချိုးပြီးနည်းနည်းလေးစပ်ပြီးလို့ပြောရအောင်သံပင်အသားအရေအယိုးအရွယ်ဘယ်နှခုတော့သံပင်အသားအရေအယိုးအရွယ်ပြောကြည့်စမ်းပါသံပင်ရဲ့ကောင်းခြင်းဆိုတာနောက်ဆက်ကဖြန့်ချခြေပနောက်ထိသားလီတာလေးကဲ့သို့အထက်ကော့ပြန်နေတဲ့သံပင်အဖျားအောက်မဆိုင်ဘူးမွေးသောအနတ်ရှိတဲ့ဗရုံးရောင်ကဲ့သို့နက်မှောင်းနေတဲ့သံပင်ပြူမပေါဘူးသံပင်ရဲ့ကောင်းခြင်းအခုခေတ်ခြေပနောက်ထိတဲ့သံပင်မြင်ဘူးသေးလားဘယ်မြင်ဘူးမလဲရှိမှမရှိပဲသံပင်လေးမှာဂုတ်ပေါ်ဝဲမဲ့မကြဘူးတရုတ်ဆိုင်သွားကောက်တဲ့အစိတ်ရှိတာဖြတ်ပြစ်ကောင်းပေါ်လှမ်းကြည့်စာပေါင်းတိုက်ကြီးကြကျုပ်မန္တလေးဆွမ်းခံရင်အောင်းမိတယ်အဲ့ဒီဒီကမတွေနောက်ကလိုက်တော့အော်မီးနဲ့လိုက်ရှုပ်ဘလောက်ကြည့်ကောင်းမလဲအောင်းမိတာပါမရှုပ်ရပါဘူးရှုပ်ကျုံနဲ့ရဖြစ်နေရမှာပေါ့မန္တလေးကမိမတွေပြောပါတယ်ရန်ကုန်ပြောပါဘူးရန်ကုန်ဟောနေရန်ကုန်ပြောလို့ပဲဖြစ်မလို့ဒီတဲ့ခင်ဗျားတို့ကပိုက်တော့မှဒီဘုန်းကြီးမန်းလေးရောက်လေရန်ကုန်ပြောတော့မှာလို့ဘာပြောဝေးနေတော့ပြောကိစ္စမရှိဘူးနီးတော့ပြောပဲကြိုက်လေမှန်လားပြိဿကြီးသို့တော်လဲဟိုပြောတဲ့သဘောကဘုန်းကြီးအနေနဲ့ကမကြိုက်လို့မနာလို့ပြောခြင်းမဟုတ်ပါဘူးသံပင်အညွန့်ကိုဖြတ်မပြစ်တဲ့ခြင်းလို့ကြည်တရားနာပြိဿဟောမှာသံမရဲ့ကောင်းခြင်းခြေပနောက်ထိခုတော့မရှိကြတော့ပါဘူးအသားရဲ့ကောင်းခြင်းပြောကြပါစို့လက်ဖုံးအားခြေပေါ်ကနှခမ်းသားလေးများหนีမြန်းနေဆေးမဆိုးပဲหนีတာပြောတာဆေးမဆိုးပဲหนีတာပြောတာကိုခေတ်လည်းหนีပါတယ်ကိုခေတ်ကတော့နှခမ်းနဲ့မကပါဘူးအကုန်หนีပါရရောနဖူးရောဘယ်နဲ့လျှောက်လို့ထားမှမသိဘူးဘယ်လဲနှံ့ပြန်ကျဲလို့တချို့ကလေးမလေးတွေနှခမ်းหนีဆိုတာနဲ့ရွက်ရောက်ဟိုမတရားစီပြောပါတယ်ဒီရန်ကုန်ဟုတ်ပါကြောင်ပြောင်းမဟုတ်ပါဘူးကိုလှအောင်လုပ်တာလှအောင်လုပ်ပါမှပေါ့လူကြည့်ကြည့်အောင်မလုပ်နဲ့ကိုသူများကြည့်ကြည့်လို့လည်းရှိမှမသိမှန်ကြီးလည်းတနေကုန်ကြည့်ရသားနဲ့ပြင်ထွက်လာတော့ဘာတစ်ခုမှပိုးပါတာမဟုတ်ဘဲနဲ့ဘလနှပိုးလာတာတွေကအဲ့ဒီဆေးတွေနော်တရားနာပြိဿဟိုလှစေခြင်းလုံးလို့ပါလှအောင်လုပ်တာပိုလှအောင်ပြင်စေခြင်းလုံးလို့မှန်လားပြိဿကြီးကဲဘုံမဲ့လက်ဖွားခြေဖွားနှခမ်းသာဆေးမဆိုးပဲနဲ့หนีတယ်အဲ့ဒါအသားရဲ့ကောင်းခြင်းနောက်အရေရဲ့ကောင်းခြင်းရေများတောက်လိုက်ရင်လေချောင်းနဲ့ရေဆင်းသွားတာမြင်ရမလားမြင်တယ်လို့ဆိုတာမဟုတ်ဘူးမြင်ရမလောက်ရှင်းပြောရရင်မြင်တယ်လို့လေးထင်တယ်စိတ်ကထင်ရဒါတချို့ကတရလွန်ပြောတယ်အမလီတချို့ဟုတ်လာတဲ့လူများလေချောင်းနဲ့ရေဆင်းသွားတာမြင်ရတယ်ရန်တုတ်တရလွန်ကြီးဟုတ်လည်းမဟုတ်ဘူးရေဆင်းတာမြင်ရလောက်အောင်လှနေရဲ့အဲ့ဒီမိမငါတလောက်ဟင်းစားငါးပါးမောက်ပြီလားစိတ်ကထင်ရရေဆင်းသွားတာမြင်ရမလောက်ဝက်ချန်တင်းတိတ်အပိတ်အဖူဘာမှမရှိဘူးရွှေအဆင်းကဲဆိုဝါဝင်းပြီးတော့နေတာအဲ့ဒါအရေရဲ့ကောင်းခြင်းနောက်အယိုးရဲ့ကောင်းခြင်းလက်ဖြားခြေဖြားလေးများထောင်ထားဖျောင်းတိုင်လေးကဲဆိုပြည့်ပြည့်
အတွင်းကအယိုးကောင်းတော့အပြင်မဲ့အဆင့်မခေါ်ဘူးဒီလိုဆိုပါတယ်သွားလေးများစီထားခယူသင်းနဲ့လွှတ်ခယူသင်းကိုလွှတ်နဲ့တိုက်ပြီးဖြတ်ပြန်အပ်ထားတဲ့ကဲ့သို့ခေါ်ခြင်းမရှိကုတ်ခြင်းမရှိကြားခြင်းပေါက်ခြင်းမရှိညီညွတ်တယ်အဲ့ဒါအယိုးရဲ့ကောင်းခြင်းအယိုးရဲ့ကောင်းခြင်းဆိုတာကတော့သေးသာသောအသက်30ရွယ်ပဲအသက်30တဲ့ပိုကြီးတယ်မထင်ရဘူးမှတ်ထားကြသေသေးချာချာဝိသခါတို့ကြတော့သေသာသော16နှစ်သာသမီနှစ်ကြိမ်မြေးလေးရမြေးရှိထောင်နဲ့ဘုရားเจ้าတော်သွားဘုရားဖူးတယ်ဝိသခါရွေးမရဘူးမြေးမြစ်တွေနဲ့ရောနေတယ်ထိုင်နေထားတဲ့အခါကျတော့မှလက်ကလေးထောက်ပြီးတော့စုပ်ကလေးတတ်ပြီးတော့ထိုင်မြန်တော့လေလက်ကလေးကအရင်ထောက်ထိုင်ရအဲ့ဒီကြမှာဒါဝိသခါကြီးကိုလို့သိရအဲ့ဒါအရွယ်ရဲ့ကောင်းခြင်းတသားမွေးတသွေးလှဆိုတဲ့အဲ့ဒီကထွက်လာခုခေတ်တော့လှပါဘူးတယောက်လဲဖွာပြီးရောဟိုင်းပြီးရောဟဲ့ကြည်ဥပရိဒေဝီမိဖုရားကြီးလှပုံကနေဘေးဖောက်ထွက်သွားတာဆက်ကြပါအောင်ဆိုအမတန်လှတဲ့ဥပရိဒေဝီကြီးအတကရှင်မင်းကြီးကအရိတ်တကြီးကြီးတဲ့ဟမလေးလှလိုက်လေချင်းကွယ်ဥပရိဒေဝီမိဖုရားခေါင်ကြီးရဲ့မောင်းမမိတ်တန်ချွေးရနေဘလောက်ပင်များပေမဲ့လို့မင်းအလှကိုဘယ်သူကမှမမိကြပါလားဘယ်သူကမှမမိကြပါလားနဲ့ဥယျာဉ်ကြီးတဲ့ထွက်ကြောက်ဖြာပေါ်မှာကြာနာတရားနာပိဋကအချစ်ပလူးပြီးတော့ဘယင်တူဟာအထူးပျော်ခဲ့ပေမဲ့လို့ဟောမိပယခေါင်ကြီးဥပရိဒေဝီသည်ဖယားတော်မှလည်းမလွန်ဆန်းနိုင်တဲ့အနိစ္စသဘောတရားနဲ့နတ်ရွာဆံကန်းတော်ကုန်ရပါလေရောပိဋကမိဘရခေါင်းကြီးနတ်ရွာဆံကန်းတော်ကုန်တော့အတ္တကဘယင်ကြီးမပြစ်နိုင်ဘူးရုပ်ကလတ်ကြီးမှန်ကောင်းကြီးတဲ့ထဲဟမလေးငါမပြည့်ရပါဘူးကွယ်မိဘရခေါင်းကြီးရဲ့ဥပရိဒေဝီမိဘရခေါင်းကြီးဟောဥယေကကြောက်ချောင်တက်ပြီးတော့နှစ်ဦးပြောကြစဉ်ကမင်းပါဇက်ကဆိုခဲ့တာလေးတွေဆိုစမ်းမအောင်တော့လားမင်းပါဇက်ကပြောခဲ့တာလေးတွေပြောပါအောင်တော့လားဟမလေးလှပဒီမျက်နှာကြီးပြုံးပြီးတော့ပြပါအောင်တော့လားနဲ့ဘယ်လိုပင်ဘယင်ကြီးခိုင်းတော်လဲဥပရိဒေဝီပြုံးနိုင်သေးရလားပြိဿပြုံးတော့ဘူးနော်ဒါကြောင့်မသေးခင်ခိုင်းထားကြအာရဟုတ်တယ်လေသတိပေးတာပါတချို့ကသေမတောက်တိတောက်တဲ့တောင်ပြောမြောက်ပြောနေတောင်နေကကျုပ်ပြောတာလေမင်းလားတော့ပြောသေမရှောက်ပြောနေမသေးခင်ပြောထားကြမသေးခင်ခိုင်းထားကြတချို့မိမများလင်သေးနာမကဘူးအဝေးရဖမ်းကိုတော်နာမကတာကျုံမရှင်းလို့မဟုတ်ပါဘူးကြောက်လို့ပါတော့ဒီလိုမိမတွေကရှိသေးမသေးခင်တော့လှုပ်ရတုန်းကတော့မကြောက်ဖဲနဲ့သေမသူ့ဘာမှမလုံနိုင်မှများကြမ်းဖန်ကြောက်အကြောက်မှားနေတာပြောပါတယ်ဒါကြောင့်မသေးခင်လေးတရားနာပိဋကပြောထားကြခိုင်းထားကြကြည့်အခုဟိုမှာဥပရိဒေဝီမိဘရခေါင်ကြီးသေးတော့အတ္တကရှင်မင်းဘာခိုင်းမှန်ကောင်းကြီးတွေကဥပရိဒေဝီရုပ်ကလတ်သည်မလှုပ်နိုင်တော့ပြီလှုပ်ရလားပြိဿဒီလိုနဲ့နေ့စဉ်နဲ့အမြကွဲတော့လည်းမတဲစက်တော့လည်းမခေါ်မှန်ကောင်းကြီးကောင်းရင်ကထိုင်ငိုလိုက်တော့ကြချေရင်ပြေးလိုက်တော့ကြဘေးတစ်ပတ်တစ်ချက်လှဲ့ကတ်လိုက်နဲ့မိဘရခေါင်ကြီးငါဘရဲ့ဒုက္ခဖြစ်တာတွေထားကြည့်ပါအောင်တော့လားအဘလေးစက်တော့လည်းမခွန်နိုင်ပွဲတော့လည်းမတဲနိုင်နဲ့အနာကတကြူကြူငိုနေတဲ့ငါဘရဲ့တော့ဟိုမှာမင်းမတနာတော့ပါလားအမျိုးမျိုးပေါ့ခမရတို့လောကငိုကြသလိုပြောကြသလိုပဲသာအောင်မေတော့တရားနာပြိဿနော်ငိုတာတွေလျှောက်ပြောလို့ပြီးမှမဟုတ်လို့ပြိဿကဲငိုတာတွေဒီနေရာထားခဲ့ကြအောင်စို့တရက်ငိုလာခဲ့နှစ်ရက်
ငိုလာခဲ့3ရက်4ရက်5ရက်6ရက်ငိုလာခဲ့အလောင်းကြီးကမပြည့်သေးဘူးဘေးသားကြီးအလောင်းကြီးပြည့်ပလားဟော9ရက်နေရောက်လာပြီဒီ9ရက်နေကိုရောက်လာတဲ့အခါကျတော့ကျွတ်တို့သုံးလောကထိုထာသဖြင့်မြတ်စွာဘုရားရဲ့အလောင်းတော်ကလည်းခိမဝန္တာမှာဇံပြန်တဲ့ရသေးကြီးဖြစ်တကုတ်80ပါးနဲ့ပြည့်စုံတဲ့ရသေးကြီးဖြစ်နေသည်ရသေးကြီးဖြစ်နေတော့ကျွတ်တို့ဘုရားအလောင်းတော်ရသေးကြီးကခိမဝန္တာမှနေ၍မင်းဥယျင်သို့ရောက်လာပြီယုချင်းစားမိဝဲခြင်းအလို့ငါပေါ့ကျမ်းဂန်ထဲမှာချင်းစားမိဝဲခြင်းအလို့ငါလို့ဒီလိုပါတယ်တော်ထဲမှာတရားတွေကျင့်ပြီးရှင်းရှင်းနားလည်အောင်ပြောရရင်တော့စားစရာတောက်စရာလေးလားရှာရဖွေရတော့ပေါ့ဗျာလူတွေတန်းတဲ့ပုဂ္ဂိုလ်ကျွေးမမွေးမပုဂ္ဂိုလ်ဒီလိုပုဂ္ဂိုလ်ရှာရင်ဖွေရင်နဲ့ဟောဥယျာဉ်တော်တွင်ရောက်လာပြီဒီလိုဥယျာဉ်တော်တွင်ရောက်ပြီးတော့လာတော့ခုနကဘုန်းကြီးပြောခဲ့တဲ့ပုံသားလူလင်ကလည်းတို့ဘယင်းကြီးဒီတိုင်းသာဆိုရင်ဖြင့်တက်ဆိုးရှိမယ်မဟုတ်ဘူးမိဘရခေါင်ကြီးအလောင်းတော်မှာကြီးကပ်ကပ်ပြီးတော့နေစဉ်ငိုနေတယ်ဒီလိုငိုနေရင်ဖြင့်တရွာဆံကန်တော်ကုံမို့သူလည်းကြာမယ်မဟုတ်ဘူးဒီကိစ္စဖြင့်တို့ဘယင်းကြီးအသက်ရှင်အောင်ငါကြံမပဲဟောဥယျာဉ်နဲ့ထွက်အသွားမှာဘုရားလောင်းတော်ရသေးကြီးတွေ့သွားရှိခိုးဟာရှင်ရအရှင်ရဘယ်ကကြွလာတော့ဗျာဟဲ့ဒါကငါဖိမဝန္တာကကြွလာတယ်လေမှတ်လားပါဗျာအရှင်ဗျာတပည့်တော်လျှောက်ထားပါရစေပါဗျာတပည့်တော်တို့ကိုအုပ်ချုပ်ပြီးတော့နေတဲ့အတ္တကဘုရင်ကြီးဒုက္ခဖြစ်နေတယ်ဗျာဟဲ့နေမကောင်းလို့လားမှန်လားပါနေတော့ကောင်းတယ်ဗျာနေကောင်းရင်ဘယ်နဲ့ကြောင့်ဒုက္ခဖြစ်ရတာတော့တိုင်းသူပြည်သားဘောဓနာကျင်နာမှုနဲ့ရာဇရာ7ပါးအပရိဟာနိယတရား9ပါးနဲ့မင်းကျင့်တရားဒါတွေကိုကျင့်သုံးပြီးတော့နာယကကုံ6ပါးနဲ့ပြည့်စုံရလားဟဲ့မှန်လားပါဗျာခုတော့အဲ့ဓာတွေဘာမှပြန်မကြည့်တော့ဘူးဗျာဟဲ့ဘာလို့ပြန်မကြည့်တာတော့မှန်လားပါဗျာသေသွားတဲ့မိပရခေါင်ကြီးအလောင်းကိုမှန်ကောင်းကြီးတဲ့ထည့်ပြီးတော့နေ့စဉ်နဲ့အမြငိုးလာခဲ့တာ9ရက်တိုင်တိုင်ရှိခဲ့ပါပြီဗျာတိုင်းရပြည်အားဖြားကြလပါမှပြန်မကြည့်တော့ဘူးတိုင်းရပြည်အားဆိုတာအသာထားတော့သူ့ရဲ့ခန္ဓာကိုယ်စုံမှလည်းကျမ်းမာအောင်တယုတရမပြုစုတော့ဘူးဗျာပွဲတော့လည်းမတဲတော့ဘူးဆက်တော့လည်းမခေါ်တော့ဘူးဗျာဘုရင်ကြီးဒုက္ခဖြစ်နေတယ်ဗျာအရှင်မြတ်သည်ဒီဘယင်ကြီးဒုက္ခဖြစ်နေတာကိုသီလသမာဓိပညာရှိတော်မူပါလျက်ကနေအရှင်မြတ်တို့ကြည်မနေသင်ပါဘူးတပည့်တော်တို့ရဲ့ဘယင်ကြီးဒုက္ခဖြစ်နေတာသနာသဖြင့်ကြည်ရှုကဲမတော်မူပါဗျာလို့အဲ့ဒါလို့ရှောက်လိုက်တော့ကျွတ်တို့ဘုရားလောင်းရသိကြီးကဟဲ့တကားတော့တင်တို့ရှင်မယင်ယခုကဲ့သို့ဥပရိဒေဝီမိဘရခေါင်ကြီးအားဆွဲလန်းပြီးတော့နေခြင်းသည်ဥပရိဒေဝီမိဘရခေါင်ကြီးရဲ့ဖြစ်ရာအရက်ကိုမသိလို့ဆွဲလန်းနေတာဗျာသိသွားတဲ့လူပဲဖြစ်တဲ့ဆိုတာဘယ်သူသိလို့လဲဗျာသိသွားတဲ့လူပဲဘဝရောက်တဲ့ဆိုတာဘယ်သူသိကြလို့လဲမသိလို့ငိုတာပေါ့ဗျာအရှင်မရသိသလားဟဲ့တကငါသိတယ်သင်တို့ရှင်မယင်သည်ဥပရိဒေဝီမိဘရခေါင်ကြီးရဲ့ရောက်ရအရက်ကိုသိရင်ဒီလောက်ဖြစ်အောင်ပရိဒေဝမိတောက်မဲ့မဟုတ်ဘူးတကတော့မှန်လားပါဒါဖြင့်တပည့်တို့အတ္တကရှင်ဘုရင်ကြီးကိုသွားပြီးတော်ဥတည်မယ်ဗျာအရှင်မယားရွှေနန်းတော်ကြီးဖြစ်ဖြစ်ကြွပြီးတော့အတ္တကရှင်ဘုရင်ကြီးဒုက္ခရောက်နေတာကိုအရှင်မယားတဏှာသဖြင့်ဥပရိဒေဝီမိဘခေါင်ကြီးရဲ့ဖြစ်ရာရကိုမိန့်တော်မူပါဗျာရွှေနန်းတော်ကြီးကြွသိရင်ကြွတော်မူပါဗျာဟဲ့တကားရွှေနန်းတော်ငါမကြွဘူး
ငါမကြွဘူးသင်တို့ရှင်ဘရင်ဟောဒီဥယျာဉ်အတွင်းငါသတင်းသုံးနေတဲ့နေရာမှာလာမေးလို့ရှိရင်ငါပြောမယ်မှန်လားပါဗျာဒီလိုဆိုရင်ဝမ်းသာလှပါပြီရှင်မရဒီနေရာသတင်းသုံးတော်မူပါတပည့်တော်ဘုရင်ကြီးသွားပြီးတော့တော်ဦးတင်မရသေးပါဗျာဘုရင်ထံပြေးပြန်သွားမှန်လားပါဗျာမှန်လားပါအတ္တကရှိပင်ကြီးဗျာဟဲ့မောင်မင်းပါတော့ပါလာရှုပ်အောင်မလို့လေငါမိဘရခေါင်ကြီးရဲ့ရုပ်ကလတ်ကြီးငါကြည့်လို့အာမရဘူးကြည်စမ်းကွယ်ဟိုမှာသေးနေပြီမဲ့ပြုံးပြုံးကြီးပါလားဟဲ့သေးတာတောင်ပြုံးပြုံးကြီးသူထင်းနေတာပေါ့လေကျွတ်တို့မန္တလေးနေတော့ကမေရီမြင့်ဇာပနဇက်ကားလေးရုပ်ရှင်တကားနဲ့တွဲပါလာရှာဟဲမဲ့မေရီမြင့်ဆိုတဲ့ကြားဘူးမှာပေါ့ဒီဘုန်းကြီးရုပ်ရှင်ကြည့်တယ်လို့မအောင်မင်းနဲ့ကြည့်တယ်မကြည့်ပဲပြောလို့ရငငါတော့ကပါခုမဟုတ်ပါဘူးအခုတော့ရုပ်ရှင်ကြည့်ဖို့ဆိုတာဝေးလို့ဈေးထဲမလျှောက်ရဲဘူးပလက်ဖောင်းမသွားရဲဘူးကဲကြည့်ကြင်ညဝင်းဦးလောက်လည်းလှတာမဟုတ်ဘဲနဲ့ဟုတ်တယ်လေမမြင်ဘူးတော့လည်းကြည့်ကြင်တယ်ဒီထဲတချို့ကပြောသေးတယ်ကျန်ဒီကန်ဆရာတော်အတန်ကြားရတာတော့50ကျော်60လောက်ရှိပြီမှတ်တာကြီးသေးပါဘူးဗျ45နှစ်ငယ်ငယ်လေးရှိသေးတာကြီးတဲ့လူနဲ့စာရင်ပေါ့ဟုတ်တယ်လေကြီးတဲ့လူနဲ့စာရင်ငယ်တဲ့လူနဲ့စာတော့လေကျွတ်တူကသေမင်းဟိုပဲတဝက်ကျော်သွားပြီမှန်ရလားပြိဿကြီးယနေ့နဲ့ဖြံပွဲနေ့သေမှမသိဘူးမသေးခင်ကိုယ့်အလုပ်ကိုလုပ်ပြီးကိုယ့်နောက်ပါမဲ့ကံတွေကိုကျွတ်တူများစွာပြုနေရတယ်လို့တရားနာပြိဿကြီးပြုစေခြင်းလို့ပါတောင်ရောက်မြောက်ရောက်တယ်လည်းမအောင်မင်းနဲ့မသေးခင်ကျုပ်တော့ကျုပ်စိတ်ထဲစဉ်းစားထားတာကတညတရားမဟောရရင်တညကုသိုလ်မရဘူးဒါကျုပ်တို့ကေတရားဟောပြီးရင်အမေကိုတရားဟောတဲ့ကုသိုလ်တွေမျှဝေတယ်အမေเจ้าကသာဓုခေါ်ပါခီးထွက်ကြတဲ့ကမှာပြစ်ခဲ့အမေကเจ้าကနေပြီးတော့ညတိုင်းသာဓုခေါ်တယ်ငါသားငါကျေးဇူးဆက်နေတယ်လို့အမေသိထားပါအမေသာဓုခေါ်ပါကျုပ်တရားဟောတဲ့ကုသိုလ်တွေအမေမျှဝေပါတယ်အမေကိုနှုတ်ဖို့ကြည်အောင်ကျေးဇူးဆက်နေတာပါဘုရားကိုယ်တော်မြတ်ကြီးကတော့တာဝရိန်သာမှာ3လတည်းတက်ပြီးကျေးဇူးဆက်တယ်ကျွတ်တို့ကတစ်သက်လုံးဆက်လို့လည်းကုန်မဲ့မဟုတ်ဘူးပြိဿဒါကြောင့်ဒီကဲ့သို့မသေးခင်ကိုနောက်ပါတဲ့အလုပ်ကိုကျွတ်တို့များစွာလုပ်တယ်လို့တရားနာပြိဿကြီးလဲယခုကဲ့သို့တရားပွဲကြီးတွေနာလို့ကျန်ဒီကဘုန်းကြီးဟောတဲ့တရားမှမဟုတ်ပါဘူးဘယ်ဆရာတော်တရားကိုနာမှတ်နိုင်တဲ့လောက်လိုက်မှတ်တစ်လုံးမှတ်မိနှလုံးမှတ်မိဒီလိုမှတ်ပြီးတော့ကိုယ်နောက်ပါတဲ့အလုပ်ကြီးတွေကိုလုပ်ကြစေခြင်းနဲ့မကောင်းဘူးလားပြိဿကြီးကြည်လေခုဟိုမှာဥပရိဒေဝီမိဘရဲ့ခေါင်းကြီးနဲ့ပတ်သက်ပြီးတော့ထွက်သွားတဲ့စကားရုပ်ရှင်ကြီးရာကနေထွက်သွားတာပြောကြပါဦးဆိုအဲ့ဒါဇာပနာကသွားကြည့်တော့ဥစဉ်တစ်ပါးကပြန်လာတော့ပြောတယ်ကျုပ်လည်းအဲ့တော့သွားကြည့်မိတာပေါ့လေသူပြောလို့မေရီမြင့်လှလိုက်ပုံများကွာတဲ့သေတာတောင်မင်းမှန်ကောင်းလေးတဲ့ပြုံးလေးဗျပြုံးလေးဆိုလို့ကျုပ်ကသွားကြည့်ဘယ်ဟုတ်မလဲပါဇက်ကမစီနိုင်တော့သွားပေါ်နေအတော့အကြည့်ရဆိုးသွားတယ်အကြည့်ရဆိုးနေတာကိုလှတယ်လို့ထင်ထားရင်ပြုံးတယ်လို့ပဲပြောကြဒါကြောင့်တရားနာပရိသတ်ကြီးတကယ်ထင်လို့ရှိရင်သိနေတာဝင်လျင်အမလေးကြည်စမ်းမအောင်မှန်ကောင်းတဲ့ကဥပရိဒေဝီကြီးယခုတည်းထိပြုံးကလေးပါလားဟဲ့မောင်မင်းငါပါလာပြီးမင်းစကားတွေများရှာရှိမလို့နဲ့သွားဘသူလာတာမှငါမကြိုက်ဘူးဘသူလာတာမှငါမကြည့်ခြင်းဘူးငါမိဘရခေါင်းကြီးကိုပဲလေငါကြည့်နေမယ်ဒီမဲ့ငါကြာကြည့်ကြာငူကြာဒုက္ခရောက်နေရင်မိဘရခေါင်းကြီးငါတနာလို့ထားခြင်းထားလာအောင်မယ်မင်းတို့လာလို့စကားပြောရငါမောတယ်သွားမင်းတို့မျက်နှာငါမကြည့်ခြင်းဘူးနဲ့ငေါ့ထုတ်လိုက်တော့မဟုတ်သေးပါဘူးဗျာတော်ဥတင်စရာဥပရိဒေဝီမိဘရခေါင်ကြီးရဲ့ကိစ္စပါဗျာဟေးဘာပြောတယ်မင်းဘာပြောတယ်မောင်မင်းမှန်လားပါဗျာဥပရိဒေဝီမိဖုရားကြီးဒီဘဝကသေသွားတော့ဘယ်ဘဝရောက်တယ်ဆိုတာဘယင်ကိုယ်တော်မြတ်ကြီးမသိကြဘူးလားဗျာမသိကြမဲနေပါမလားဟဲ့နေ
မင်းအဲ့ဒီကိစ္စတစွန်းတစဘယ်လိုများသိစရာအကြောင်းပေါ်ပေါက်ခက်လို့လဲမှန်လားပါဗျာဥပရိဒေဝီမိဖုရားကြီးဖြစ်ရာရက်ကိုသိတဲ့ရသေးတပါးရှိပါဗျာဖြစ်ရာရက်ကိုသိတယ်အမလေးဟန်ကြလိုက်ပါပြီဥပရိဒေဝီမိဖုရားကြီးသိနေပြီပဲလို့ဖြစ်ရာရက်ကိုသူ့ထံကလိုက်ပြီးတော့ပြန်ခေါ်ပြီးတော့မိဘရခေါင်းကြီးမြောက်မယ်အကြံဟဲ့ဘယ်မှာရှိလဲအဲ့ဒီရသေးမှန်လားပါဗျာဥယျာဉ်ထဲမှာရှိကြောင်းပါဗျာလာကောင်းလို့ဝလဲတော့မနိုင်ဘူးတရားနာပြိဿဝလဲတော့မနိုင်ပဲနဲ့တခါတည်းဥယျာဉ်ထဲလိုက်သွားဖယားအလောင်းတော်ရသေးကြီးလည်းတွေ့လိုက်ပါလေရောဝင်းရှိခိုးအရှင်မယားတပည့်တော်ရဲ့မိဘရဲ့ခေါင်ကြီးဥပရိဒေဝီဖြစ်ရရက်ကိုအရှင်မယားသိတယ်ဆိုတာမှန်သလားဗျာသိတယ်တကားတော့ရဲ့အဲ့ဒါဘာပြုလို့သိရင်ဘယ်ဘဝရောက်နေတယ်ဆိုတာတပည့်တော်အမိန့်ရှိပါဗျာတကားတော့တဲ့သင်္ကသာမိဘရဲ့ခေါင်ကြီးဆွဲလန်းပြီးတော့မှန်ကောင်းကြီးတဲ့ထက်မပြည့်ရဲ့မစွန့်ရဲ့ဖဲနဲ့အချစ်ရမဲ့ကြီးနေတာတဲ့သင်မိဘရဲ့ခေါင်ကြီးကလေနောက်မှရတဲ့နောက်ဘဝကလင်အသစ်နဲ့ပြောနေတဲ့တကားတော့ရဲ့ဘုရားမဖရာနဲ့ဟုတ်တယ်ပြောနေတယ်ဘယ်မှာရောက်တော့ဘုရားဘယ်မှာရောက်ရမလဲသင်မိဘရဲ့ခေါင်ကြီးသည်မိဘရဲ့ခေါင်ကြီးပင်ဖြစ်လင်ကစားတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ရဲ့မိန်းမပြုနိုင်တဲ့ကုသိုလ်ဒါနတွေဟာအများကြီးပြုနိုင်တော့ဘာတစ်ခုမှမပြုခဲ့ကုသိုလ်မရှိဒါနမရှိသီလမဆောက်တည်ရုပ်ရည်အစဉ်လှတာနဲ့ပဲတင့်ကြွလာတဲ့သူ့အဆောင်ရောက်လျင်တင့်ကိုပဲပျော်တော်ဆက်ခဲ့တဲ့မိဘရဲ့ခေါင်ကြီးယခုတော့သူ့အလှတွေပြက်ပြုံးပြီးတော့နောက်ချေးပုံထဲမှာလေနွားချေးဘိုးမကြီးဖြစ်နေတယ်တကားတော့ရဲ့ဘုရင်ကြီးပွက်လက်လာသွားမဟုတ်နိုင်တာရှင်ဘုရားနဲ့မဟုတ်နိုင်တာဆိုတော့တကားတော့မယုံဘူးလားမယုံဘူးဘုရားအာမလေးတလောက်လှနေတဲ့မိဘရဲ့ခေါင်းကြီးကိုနှိမ့်ချပြီးတော့နမရေဥပရိသေဝရမင်းနွားချေးဘိုးမကြီးဖြစ်တဲ့အာမလေးရောက်ရဘဝတကယ်သိတယ်ဆိုလို့လာပြီးတော့မိသားယခုတော့ရဆက်ကြီးမိန်တော်မူရလေချင်းတကားတော့မင်းမယုံဘူးလားမယုံဘူးဗျာမယုံဘူးဗျာခေါ်ပြရင်ယုံမလားဟိခေါ်ပြရင်ယုံမယ်ဗျာအဲ့ဒီရင်ဖယားအလောင်းတော်ရသေးကြီးကဥပရိဒေဝီတပြေလဲမကြီးပင်နောက်ဘဝမှာရတဲ့လင်အသစ်ပိုးဖို့နဲ့အတူတကွရှင်တွဲပြီးတော့ငါရဲ့ထံအရောက်လာခဲ့စားအဋိဋ္ဌာန်နဲ့ခွန်လိုက်နွားချေးပုံတွေကထွက်လာတဲ့ပိုးမကြီးလင်အသစ်ပိုးဖို့နဲ့ထွက်လာကာယာနဲ့မိဖုရားဟာမပြောက်သေးဘူးနောက်ဘကပါလာတဲ့ဇာတိကိုမပြောက်သေးဘူးဇာတိမပြောက်တာတွေများရှောက်ပြောမပြီးလို့ထားခဲ့ကြပါအောင်လို့ကျုပ်ကရှာရှည်တတ်တဲ့ဘုန်းကြီးဒီဇာထုတ်ကလေးဒီနေ့ပြီးအောင်တော့နောက်ရက်မဆက်အောင်ပေါ့လေဆက်ကြပါအောင်ဆိုခတ်သွက်သွက်ကလေးရှိကြည့်ဇာတိမဖြောက်သေးဘူးကာယာနဲ့ထွက်လာလင်သားပိုးပုံနဲ့အတူတူကထွက်လာအာသကဘုရင်ကြီးဗျာမြင်ရလားဟိုမှာမြင်တော့မြင်တယ်ဗျာဟိုဘက်ကပိုးဖို့ဒီဘက်ကပိုးမှာအဲ့ဒါတင်ချစ်နေပြီးတော့မပြည့်ရတဲ့ဥပရိဒေဝီကဖြစ်တဲ့ပိုးမကြီးမြင်ရလားဟိုမှာလားနေရှေ့ရောက်တော့မြင်ရလားဟဲ့တကားတော့မြင်တော့မြင်တယ်ဗျာတပည့်တော်မယုံဘူးတပည့်တော်ဘယ်လိုနည်းနဲ့မှမယုံနိုင်ပါဘူးအရှင်မယားတကောအိဒီပါရှိတာနဲ့ယခုကဲ့သို့မြင်အောင်ပြ
ဒါမိဖုရားဘဝကပြောင်းတယ်ဆိုတာတပည့်တော်ဘယ်လိုလုပ်ပြီးတော့ယုံရမှာတော့ဟဲ့တကားတော့မယုံလို့ရှိရင်ယုံတဲ့စကားကိုနွားချေပိုးမှကိုယ်တိုင်ပြောကသင်ယုံမလားသူ့ပါဇက်ကလူလိုပြောရင်တော့ယုံမယ်ဗျာသူ့ပါဇက်ကလူလိုပြောရင်ယုံမယ်ဗျာလို့အဲ့ဒါလို့ရှောင်းလိုက်တော့မေးပြီဘုရားလောင်းရဲ့သိကြီးကဟဲ့ဥပရိဒေဝီတပြေလဲမာကြီးသင်ရှိမှအခုထိုင်းနေတဲ့လူသားကိုသင်သိရလားမှန်လားပါဗျာသိကြောင်းပါဗျာသိယုံနေမကဟောဒီဥယျာဉ်နဲ့အရှင်ဘုရားတည်င်းသုံးနေတဲ့ကြောက်ဖြာကြီးပေါ်မှာဘုရားတပည့်တော်လေနောက်ဘဝတုန်းကဥပရိဒေဝီမိဘယခေါင်းကြီးဖြစ်စဉ်အခါကာလတုန်းကတယောက်မျက်နှာတယောက်ကြည့်ပြီးတော့မှန်လားပါဗျာတပည့်တော်တို့ချစ်မိတဲ့လင်မယားပါဗျာအတကဘုရင်ကြီးကတပည့်တော်ကိုဟောဒီကြောက်ဖြာကြီးပေါ်မှာလေသူကဒီနာလေးကထိုင်တပည့်တော်ကဟောဒီနာကထိုင်ဒီလောက်ထီအောင်ပြောမထင်ပါဘူးကျုပ်ရှာရှိတယ်လို့မှတ်ပေါ့ဒါပေမဲ့ကျမ်းဂန်နဲ့ပါတယ်လူဘာသာနဲ့ပြောနေတယ်ပြိဿတကောတော်နဲ့ရသေးကြီးခိုင်းလို့လူဘာသာနဲ့ပြောနေမှန်လားပါဗျာအတူတကွပျော်မြူးခဲ့တဲ့အတ္တကဘုရင်ကြီးမို့တပည့်တော်မှတီချောင်းပါဗျာဘုရင်နဲ့စဉ်းစားပိုးမကပြောတဲ့စကားပဲမဲ့မိခေါင်ကြီးအတန်မလားအမေသူထင်သွားတာပိုးမကပြောတဲ့စကားပဲမဲ့မိပရခေါင်ကြီးအတန်မလားတဲ့ပြိဿဟုတ်ပြီအမလေးအကြနာလိုက်လေချင်းအမတန်လှတဲ့ဥပရိဒေဝီဘဝကနေပြီးတော့သူကြည်ဟန်ကစိတ်မချမ်းသာအောင်ဖြစ်ရပါဘောလားဟဲ့ဒါကဆက်နာထောင်မှန်လားပါဗျာမှန်လားပါဗျာဟဲ့ဥပရိဒေဝီတပြေလဲမကြီးသင်နောက်ကအခုအတူပွားလာတဲ့ပိုးကောင်ကသင်နဲ့ပါတော့လို့မှန်လားပါဗျာတပည့်တော်ရဲ့နောက်ဘဝမှာရတဲ့လင်အစ်စ်ပါဗျာဟဲ့ဥပရိဒေဝီတပြေလဲမကြီးငါမေးတာကိုမှန်ဖြေနော်အခုသင်အပန်းမှာထိုင်နေတဲ့အတ္တကရှင်မယေကြီးကိုသင်အခုချစ်ရလားဟဲ့အရှင်ဘုရားချစ်တော့ချစ်တယ်ဒါပေမဲ့မဒီလိုကိုဗျာဆုံးနေဘူးပေါ့ဒါပေမဲ့ဆိုရင်အေးလာကြီးဒါပေမဲ့ဆိုရင်ဆုံးမလားအရှင်ဘုရားဘုရင်ကြီးကိုတပည့်တော်မှာချစ်တော့ချစ်တယ်ဒါပေမဲ့ဟဲ့ဒါပေမဲ့ဘာလို့ပြောလိဆုံးအောင်မှန်လားပါဗျာသူကဘုရင်ပါဗျာတပည့်တော်စိတ်ထဲရှိတာတွေအကုန်ပြောလိုက်ရင်ဖနှောင်းနဲ့ထပေါက်လို့နှကောင်နှလုံးတပည့်တော်တို့လင်မယားကြေမွသွားမှာပါဗျာဟဲ့မပေါက်စေရဘူးမပေါက်စေရဘူးဟဲ့တကားတော့အတ္တကဖះသေမှာကြောက်တယ်တဲ့တင့်ကိုချစ်တော့ချစ်တယ်လို့ပြောနာကြားရဲ့လားမှန်လားပါဗျာလူဘဝတုန်းကမျိုးမလောင်းချစ်တဲ့မိန်းမအခုလည်းပဲချစ်မှာပေါ့ဗျာဟဲ့တကားမဆုံးတာသိရဲ့လားဘယ်လိုမဆုံးတာတော့ဗျာချစ်တော့ချစ်တယ်ဒါပေမဲ့တဲ့ကွဗျာချစ်တော့ချစ်တယ်ဒါပေမဲ့ဒီတော့ဗျာတပည့်တော်သိတယ်နဲ့ဗျာအေးလေမင်းသိကျင်လို့ငါမေးပြနေတယ်နားထောင်ဟဲ့ဥပရိဒေဝီတပြေလဲမကြီးပြောလေသင်ရှိမှရှိနေတဲ့အတ္တကဘုရင်ကြီးကိုသင်ချစ်သေးရဲ့လားမှန်လားပါဗျာချစ်တော့ချစ်တယ်ဒါပေမဲ့ဟောကြားလားဟဲ့အတ္တကဘုရင်ကြီးကြားလားဟဲ့မှန်လားပါကြားတယ်ဗျာသူ
သူချစ်ပုံငါစုံလင်အောင်မင်းဒုက္ခမပေးနဲ့တင်းယုံကြည်အောင်ငါခေါ်ပြသူ့အသက်သေအောင်ဒုက္ခမပေးနဲ့မှန်လားပါမပေးပါဗျာသိရရင်ပြီးပါပြီဗျာဟဲ့ဥပရိဒေဝီမိဘရဲ့ခေါင်ကြီးဘဝမှာပြောင်းသွားတဲ့နွားကြီးဘုံမှာဥပရိဒေဝီတပြည့်လဲမှကြီးသိရှိမှရှိနေတဲ့အတ္တကရှင်မရင်ကိုချစ်တော့ချစ်တယ်လို့ပြောပြီးအခုသင်နဲ့အတူတကွပါလာတဲ့လင်အသစ်ပိုးဘိုးကိုသင်ချစ်ကြလားမှန်လားပါဗျာသူ့ကိုတော့ဖရာတပည့်တော်မှာချစ်ယုံနေမှာကမှန်လားပါဗျာပြောရတော့မှာပဲဗျာကဲပြောမှာဖြင့်စုံးလင်အောင်ငါမေးမယ်သင်ရှိမှထိုင်းနေတဲ့အတ္တကဘယင်ကြီးနဲ့အခုနောက်အစ်စ်မှရတဲ့လင်သားပိုးဘိုနဲ့ဟဲ့မှန်တဲ့တိုင်းပြောစမ်းဘသူပို့ချစ်တယ်လေမေးပြီဖရာလောင်းတော်ကြီးပေါက်ရှာလည်းမအောင်မေးနဲ့မေးပြီဓမ္မတခုကဒုက္ခပြေမှာကိုပြိဿပြေသားကြီးရသေးကြီးကမေးဗလားအဲ့ဒါကတော့ကျမ်းဂန်နဲ့လည်းပြောထားပါတယ်နော်ကျမ်းဂန်နဲ့လည်းပြောထားပါတယ်မေးပြီပြိဿမေးတော့ဥပရိဒေဝီကပြောတယ်မှန်လားပါဗျာလူဘဝတုန်းကမြို့မလောက်ချစ်ခဲ့ပါတယ်ဗျာလူဘဝတုန်းကမြို့မလောက်အတ္တကဘုရင်ကြီးကိုဘယ်လိုပဲချစ်ခဲ့ပေမဲ့လို့အခုတော့ဘဝချသွားပါပြီဗျာဖရာတပည့်တော်ဟောဒီလင်သားပို့ဖို့ကိုအချစ်ပို့ပါတယ်ဗျာဖရာတပည့်တော်တကယ်တမ်းပြောရမယ်ဆိုရင်ဖြင့်နားထောင်တော့တေးသေးချာချာနားထောင်စုကိုင်းဆိုသားဟေ့နောက်ကလူငယ်တွေအားလုံးမြိုင်လေးနော်ပါတယ်ချစ်တော့ချစ်ပါတယ်ဒါပေမဲ့ဒီတန်ကြီးနဲ့မရဘူးဒီတန်ကြီးနဲ့မရဘူးတချင်းတမရေးထားတဲ့စာသားလေးကိုကျုပ်တစ်ခေါက်ကြောင်းပြအောင်မယ်နားထောင်ကြည့်ချစ်တော့ချစ်ပါတယ်ဒါပေမဲ့ဘဝချင်းချားလို့မေ့ခဲ့ပါတယ်တဲ့နားထောင်နော်ရှင်းလေးပြီးတော့သူ့ကိုဟိုဘဝကမျိုးမလောက်ပင်ချစ်ခဲ့ရတယ်တဲ့ခုတော့တပည့်တော်မဲတဲ့ရှိတဲ့စိတ်များလျှောက်ထားပါရစေတကယ်တဲ့နားထောင်နော်အတ္တကတကယ်ပေးရင်တဲ့သူ့လေချောင်းကသွေးကိုယူကာရဲ့တဲ့ပြီးတော့လင်သားပိုးဖို့အပေါ်ဝဲခြေဆေးပေးဖို့ကြံပါတယ်တဲ့ကံကြည့်နော်ရက်ဆက်ပုံမယုံရင်ကျမ်းဂန်နဲ့အဲ့ဒါလှန်ကြည့်ဒုက္ခနိပမှာတရားနာပြိဿဒီတိုင်းပြောရတဲ့ပိုးဖို့မကလင်သားပိုးဖို့အပေါ်ဝဲခြေဆေးပေးဖို့ကြံပါတယ်တဲ့ချစ်တာဗราဏဖြစ်ရဘဝမှာတပည့်တော်ပျော်ရပါပြီတကယ်တဲ့အမွဲချစ်တာဗราဏတွေနဲ့ပိုးမလားလာကြည့်သေးပြောရကိုဘုရားရဲ့ပြီးတော့ချစ်တာဗราဏဖြစ်ရဘဝပျော်ရပါပြီတကယ်အတ္တကရှင်ဘရင်အပေါ်ဝဲကြည့်လို့မရတယ်အမှန်ဆိုပါမယ်တဲ့သူ့ပေါ်တပည့်တော်ကြည့်မရဘူးဖျားတဲ့ထားရင်သေနေရတတ်ရင်သေရပါလိမ့်မယ်တဲ့ချစ်တော့ချစ်တယ်အတ္တကဘယင်ရဲ့ဒါပေမဲ့ကွယ်ပိုးဖို့အစ်စ်ကိုမေတ္တာပူကြီးတယ်တဲ့ရေးထားတာဒါကအတန်လေးသွင်းလိုက်ရရင်အတီးလေးစီးလေးနဲ့မကိုက်မယ်ဒါစာသားရှိသေးတာကိုစာသားကိုတို့အတန်ပြန်သွင်းကြည့်ရအောင်ဟဲ့နည်းနည်းလေးနားထောင်ကြည့်ခင်ဗျားတို့ကတော့လိုက်မှာမဟုတ်ဘူးကိုင်းထူးပါဘူးကြုတ်ကြည့်သွားပါသူတို့ခိုင်းလိုက်ရင်သူတို့အတန်နောက်လိုက်သွားရင်ကျုပ်တန်မှာပျောက်ဖို့ရှိနားထောင်ကြည့်ချစ်တော့ချစ်ပါတယ်ဒါပေမဲ့ဘဝရင်ချလို့မေ့ခဲ့ပါတယ်သူကိုဟောဘဝကမျိုးမလောက်ပင်ချစ်ခဲ့ရတယ်ခုတော့တပည့်တော်မဲရှိတဲ့စိတ်များလျှောက်ထားပါရစေတကယ်အတ္တကတကယ်ပေးရင်သူ့လဲချောင်းကသွေးကိုယူကားရဲ့လင်သားပိုးဖို့အပေါ်ဝဲခြေဆေးပေးဖို့ကြံပါတယ်ချစ်တာဗရာဏဖြစ်ရဘဝပျော်ရပါပြီတကယ်အတ္တကရှင်မရင်အပေါ်ဝဲကြည့်လို့မရတဲ့အမှန်ဆိုပါမယ်ထားရင်နေရတတ်ရင်သေရပါလိမ့်မယ်
ချစ်တော်ချစ်တယ်ချစ်တော်ချစ်တယ်အတ္တကဘယင်ရဲ့ဒါပေမဲ့ကွယ်ပိုးဖို့အတိတ်ကိုမေတ္တာပို့ကြည့်ပါလေတော့ဟောဗျာတစ်လုံးနဲ့ကြောင့်မအောင်မအားရပါရချနေတာတစ်လုံးနဲ့ကြောင့်မအားရပါရကြီးဒါအတန်သွားမမှန်သေးဘူးကျုပ်ကဒီစားထုတ်ဟောမယ်ဆိုလို့ဒီလာကန်ဒီမှာကောက်ရေးလာဒီလာကန်ဒီမှာကောက်ရေးလာတာနည်းနည်းပြန်ဆိုကြည့်ဦးဟုတ်တယ်လေအတန်သွားအဆင်မပြေသေးဘူးချစ်တော်ချစ်ပါတယ်ဒါပေမဲ့ဘဝချင်းချလို့မေ့ခဲ့ပါတယ်သူကိုဟောဘဝကမြို့မလောက်ပင်ချစ်ခဲ့ရတယ်အခုတော့တပည့်တော်မယ်ရှိတဲ့စိတ်များလျှောက်ထားပါရစေတကယ်အတ္တကတကယ်ပေးရဲ့သူ့လေချောင်းကသွေးကိုယူကားရဲ့လင်းသားပို့ဖို့အပေါ်ဝဲခြေဆေးပေးဖို့ကြံပါတယ်ချစ်ထားဗရာဟာနာဖြစ်ညာဘဝပြောရပါပြီတကယ်အတ္တကရှင်မရင်အပေါ်ဝဲကြည့်လို့မရတဲ့အမှန်ဆိုပါမယ်ထားရင်နေရတတ်ရင်သေးရသေရပါလိမ့်မယ်ချစ်တော်ချစ်တယ်အတ္တကဘယင်ရဲ့ဒါပေမဲ့ကွယ်ပိုးဖို့အတိတ်ကိုမေတ္တာပို့ကြည့်တဲ့ရီကလည်းမကြုံတော့တဲ့တဲ့ရီပဲဟုတ်တယ်အာရပါရကြီးဆိုလိုက်ရောပေါ့မလားပါဗျာတပည့်တော်မှာလျှောက်ထားရလို့ရှိရဲ့ဖြင့်အရှင်မယားရှေ့မှာထိုင်နေတဲ့အတ္တကဘယင်ကြီးတပည့်တော်လူဘဝတုန်းကမျိုးမလောက်ချစ်ပါတယ်ဗျာဒါပေမဲ့လို့တပည့်တော်အခုဟောဒီပိုးဘဝရောက်လာတော့ဘဝချင်းကခြားသွားသဖြင့်အတ္တကရှင်မယင်ကြီးကိုတပည့်တော်အချစ်နဲ့ပြီးတော့ဟောဒီပိုးဖို့ကိုပဲမေတ္တာပို့ပါတယ်ဗျာတပည့်တော်မှာရုပ်စွာအဆုံးပြောရမယ်ဆိုရင်ဖြင့်အတ္တကရှင်မယင်ကြီးကပေးမယ်ဆိုရင်သူ့လေချောင်းကသွေးကိုဖောက်ပြီးတော့လင်းသားပိုးဖို့ရဲ့ခြေတော်ကိုဆေးခြင်းကြောင်းပါဗျာမှန်လားပါဗျာတပည့်တော်ထားရင်လည်းနေရမှာပါတတ်ရင်လည်းသေရမှာပါဗျာလို့အဲ့တလို့လည်းပြောလိုက်ရောအတ္တကရှင်ဘုရင်ကြီးတဲ့တော်တဲ့မိမကြည်စမ်းငါကဖြစ်လေသူ့အလောင်းကြီးကိုမှန်ကောင်းနဲ့ထဲလို့ယနေ့ပါဆိုရင်9ရက်တိုင်ခဲ့ပြီမစွန့်နိုင်မပြစ်နိုင်နဲ့အမလေးရမကြည့်ပြီးတော့အပူမီတောက်နေပါလျက်ကနေဥပရိဒေဝီတပြည့်လဲမကြီးအမလေးရဆက်ပြောရလေချင်းငါကိုရဆက်ရင်တီဆိုရလေချင်းရဲ့လို့အသောပြီးတဲ့ဥပရိဒေဝီရဲ့အမလေးငိုပြီးမျိုးကျုပ်တန်ကအော်မထွက်ခွာကြနာကိုရှိတဲ့ချစ်တွေငါအပေါ်ရကကင်းမြောင်းတဲ့အမလေးအရင်လုံးကရှိတဲ့ချစ်တွေငါအပေါ်ကင်းမတဲ့ငါအပေါ်မချစ်တဲ့ဘူးတဲ့နာကိုရှိတဲ့ချစ်တွေငါအပေါ်ရကကင်းမြောင်းတဲ့အတ္တကမင်းမအပူတွေစုံလှကြီးရဲ့ဥတုံတရားငိုလိုက်တဲ့အတ္တကရှင်မရင်များငိုဘူးလားပြိဿကြီးငိုတယ်နော်ဘသူငိုတာတော့အတ္တကရှင်မရင်ဒီကနေ့အလယ်နေ့ကိုပြိဿနတ်ဖင်ကနောက်ဆုံးညဆိုတာတော့အကောင်းဆုံးဟောတတ်တယ်ဆိုတာလည်းသိကြပြီးသားဖြစ်ပါတယ်။ဒါပတိပရိသတ်နတ်ဖင်ကတော့ခင်ဗျားတို့လာနိုင်အောင်မယ်မဟုတ်လား။ပြော့ပဲလား။ပရိသတ်ပြော့ပဲလား။မပြော့ပါနဲ့။နတ်ဖင်ကလာနိုင်အောင်မလား။လာမပြောပြီးကလားလို့လည်းလုံသွားပါနဲ့။
ဟုတ်တယ်ရှေးတုန်းကဘုန်းကြီးဓမ္မသိတရားဟောခြင်းတော့မြက်ခင်းမျက်ရည်တဲ့ကလားချီလိုက်သွားတယ်ကလားမင်းဘာလို့သားလဲကလားပါတော့ဘုန်းကြီးတော့မင်းဘာလို့တာအော်ဘုန်းကြီးတဲ့မျက်ရည်တဲ့ဘုန်းကြီးတဲ့မျက်ရည်တာမင်းတနေ့ဘယ်လောက်ရအော်ဘုန်းကြီးတဲ့မျက်ရည်တဲ့တော့ဒီနေ့နားမှုရတဲ့ဘုန်းကြီးတဲ့တနေ့ငားမှုရတယ်တဲ့ကွာတဲ့မင်းမျက်ရည်တာတနေ့ငားမှုဆိုတော့နဲလဲနဲပါတယ်တဲ့နေလဲပူပါတယ်တဲ့မင်းတရားနာမလားတဲ့အရေးချင်းငါတစ်ချက်ပေးမယ်တဲ့အော်ဘုန်းကြီးမျက်ရည်တဲ့တော့တဲ့နေပူတဲ့တော့တဲ့ဒီနေ့နားမှုရတယ်တော့ဘုန်းကြီးရိတ်ထဲဒီကြပေးတယ်တော့တဲ့နားမှာဘောကလားဘာမှမသိဘူးလိုက်သွားပြီဧဒါကလားလိုက်သွားပါလားကလားလိုက်သွားတယ်ဟိုရောက်တော့ဘုန်းကြီးဘယ်လောက်ဟောတယ်မသိဘူးနောက်ရက်ကလားမလာဧဒါကြီးနောက်ရက်ကလားလာသေးလားလာတော့ဘူးသဘောပေါက်တော့ပါနော်ဧဒါကြီးနောက်ရက်မလာတာကလားလားပမာလားဟောသဘောပေါက်ပြီးတာပါခမရတို့နှစ်ဖြင့်ကလာအောင်မပြောလို့ဒါပြောရတာကိုဧဒါကြီးနောက်ရက်မလာတာကလားလားပမာလားသဘောပေါက်ပြီးတာပါခမရတို့ကပမာရီကိုနောက်ရက်ကလားမလာတော့ဘုန်းကြီးမကျေနပ်ဘူးမြက်ခင်းလိုက်သွားတယ်ကလားဘာတော့ဘုန်းကြီးဘယ်လိုလဲမင်းဒီနေ့ဘာလို့မလာတာလဲအော်တောက်ပြီးဘုန်းကြီးနဲ့မြဲတဲ့တော့တဲ့ဒီနေ့နားမှုရတယ်တော့ဘုန်းကြီးကိုတီမခွဲပေးမယ်နောက်တရားမဟောပါလေတဲ့ကလားပြင်းပြီဗျပက်ဆံပေးမြဲရိတ်တာတနေ့ငားမှုရတယ်တဲ့ဘုန်းကြီးတမခွဲပေးမယ်နောက်တရားမဟောပါနဲ့မိုက်ပါပြီကလားရမင်းမျက်ရည်တာနေလဲပူသေးရဲ့ငားမှုရအရေးထဲငါတရားပေးတယ်မဟုတ်လားကွာအော်ဘုန်းကြီးပါသေးလဲမျက်ရည်တော်တော့နေတခုတော့ပူတော့ဘုန်းကြီးတဲ့ခုဘုန်းကြီးတရားနာတယ်တော့ခါလည်းပူတယ်နားလည်းပူတော့ဘုန်းကြီးဒါကြောင့်ကျိုးပရိသတ်ကြီးလဲခါပူနားပူပြီးတော့နောက်ရက်မလာရင်တော့သိပါတယ်လေဧဒါနောက်ရက်မလာတာကလားလားပမာလားသိသွားရင်ပြီးတာပါခြီတုတ်တော့လွတ်လိုက်ပါပြီကိုယ့်ဘာကိုဖြီထွက်လဲကြုံမတတ်နိုင်ပါဘူးဒါကြောင့်တရားနာပရိသတ်ကြီးအတ္တကရှင်မယင်ကြီးသည်ငိုချင်းချတကြူကြူငို၍ဖမလေးရက်စက်တဲ့မိမပါလားဒီအကြောင်းပြုပြီးငါမတော့ပွဲတော့မတင်နိုင်ဆက်တော့မခေါ်နိုင်နဲ့ဒုက္ခတွေဖြစ်ပြီးတော့နေတဲ့အထဲမလေးတဏှာချစ်လေးတောင်မချစ်နိုင်ပါလားရက်စက်တဲ့မိမနောက်လင်အစ်စ်ကိုပိုချစ်ယုံတွင်မကငါကပေးမယ်ဆိုရင်လေချောင်းတွေတောင်ဖောက်ပြီးသူ့လင်ငယ်ရဲ့ခြေထောက်ကိုဆေးခြင်းတဲ့ကြည်စမ်းငါမေတ္တာကြီးသလောက်ငါအပေါ်မှာမေတ္တာပြောက်တဲ့မိမဟေးဥပရိဒေဝီတပြည့်လဲမှာမင်းကိုငါချစ်နေလို့ကျေးဇူးရှိအောင်မလားမင်းကိုငါသနာနေလို့မင်းအလောင်းကြီးနာငါကတ်နေလို့ကျေးဇူးရှိအောင်မလားအရှင်မြတ်ဗျာတပည့်တော်တော်ပြီဗျာဒီမိမကိုတပည့်တော်ပဲနီးနဲ့မှပြန်ပြီးတော့မေတ္တာမမျှနိုင်ပါအောင်ဒါကြီးသူကထယူပါအောင်မလို့ဒီပိုးမကြီးဘွားကြောင့်မှပြန်ပြီးမေတ္တာမမျှနိုင်တော့ဘူးလေးနဲ့ထင်ပြီးထင်ရကိုပြိဿကာမတတ္တဝါဆိုတာအဲ့ဒီကနေတရားနာပြိဿဟောအတ္တကဘယင်ကြီးသည်ရတဲ့ကြီးကိုရှ िख ိုး၍အလောင်းထဲ့ထားတဲ့မှန်ကောင်းကြီးဘာပြောကောင်းလဲတန်လျက်နဲ့အကုန်လုံးခုတ်ပိုင်းပြစ်ရုပ်ကလကြီးလည်းခုတ်ဆွားပြစ်အထိုးထားတဲ့မန္တတေလောင်တိုက်တွေတလားတွေအကုန်လုံးခုတ်ဆွားပြစ်အဲ့ဒီနေရာမှာအချစ်ကိုဒေါသနဲ့ဖုံးလိုက်တော့လေတရားနာပြိဿထိုအချစ်ဟာပျောက်တတ်တယ်ဘလောက်ပင်ချစ်နေတဲ့ဆိုမဲ့ဒေါသလေးဖြစ်လာရင်ထိုအချစ်ဟာဒေါသနောက်လိုက်သွားရင်လောဘကတော့နည်းနည်းပြည့်သွားတတ်တယ်ဒီနေရာမှာအနိစ္စပဲလှည့်သုံးလိုက်ကြဒေါသဖြစ်တော့လောဘပြည့်တတ်တယ်ပြည့်တော့ဒေါသဖြစ်တော့ဘာပြည့်တတ်
ခင်ဗျားတို့ချစ်လို့ခင်လို့ယူထားတဲ့ဒီထဲအတွဲတွေဆိုတာပါမှာပေါ့ငကိုတော့ကပြောနေကြတယ်ရိုးမြေကြ10ကဘာဘယ်ခါမလေးဘယ်လိုပြောယောက်ျားမလားမရခင်သာယောက်ျားများကပြောတယ်ရလားမလားဆိုဩသာပေးဒီအိမ်သွားတာငါမကြိုက်ဘူးလို့ပြောလောကုန်ပြီဂိုင်းမကြိုက်တဲ့အိမ်သွားရောမကြိုက်တဲ့အိမ်သွားမကြိုက်တဲ့လူနဲ့ပေါင်းသင်မကြိုက်တဲ့လူနဲ့စကားပြောနေထိုင်လာတော့ဒေါသတွေဖြစ်လာပြီငကိုတော့ကမြို့မလောက်တဲ့မယုံမရှာပြောတဲ့ဇီးပြူဖန်ကားဆိုရင်နဲ့ပါဇက်ထဲတောင်ငုံထားမှာတဲ့ပြောကြတာမယုံမရှာခင်ဗျားတို့ပြောဘူးလားပြိဿကြီးပြောလိုက်ကြတာခုခေတ်တော့သချင်းတွေရလဲပုံလဲဆွဲလေးသာဖြစ်ရင်ဘာပြူဆိုလားငါချဘူးတယ်အော်ဒုက္ခနဲ့သူတရားနာပြိဿအော်တချင်းရတဲ့ဆိုတဲ့လူတွေပြစ်တင်တာမဟုတ်ပါဘူးကာမဓာတ်စာကာမတချင်းတွေလည်းဒုက္ခနဲ့သူတဲပေါ်ကြဟိုတချင်းတစ်ပုတ်ကြုတ်ကြားလိုက်တဲ့ကောင်းငင်ကဖိုးရွှေလာကြီးသွားမေးသူချစ်သူပဲရှိတော့နဲ့ဖိုးရွှေလာကြီးရဲ့တဲ့ချစ်သူများတွေ့ရင်သူပြုံးယုံလေးပြုံးပြလိုက်စမ်းပါတဲ့တောက်တီးတောက်တဲ့ဒီလာကြီးကပြုံးယုံမကလို့ခဲပြတော့အဲ့ဒီကောင်သူသိမလားကျန်ကျမှန်မှန်လို့ပြောနေမှာကာမတတ္တဝါဆိုတော့ထင်ပြီးထင်ရအဲ့ဒီထဲကျွတ်တို့လည်းပါပါတယ်အပြစ်ပြောရတာမဟုတ်ပါဘူးကာမတတ္တဝါရဲ့ထုံးစံနေပြောနေဒီထဲဟိုသချင်းတစ်ပုဒ်ကရှိသေးဖားလေးသွားမေးတယ်သူချစ်သူပဲရှိတော့ပြောလိုက်မှဖားလေးကွက်ကွက်နဲ့ကာမတတ္တိကိုဝိသရဲ့ဒါကြောင့်ဒီကာမတတ္တိဖြစ်ပေါ်လာတော့မိမိအထင်ကြီးပြီးတော့ရာသက်ပံမခွာပဲနဲ့ရိုးမြေကြချစ်ချင်ပါတယ်ဆိုပေမဲ့လို့တယောက်အပြစ်ကလေးတယောက်မြင်လာတော့လေဟောကြည်တရားနာပြိဿတခြားစီနေကြတာတွေကွဲသွားကြတာတွေအတူတကွမပေါင်းသိနိုင်ပါဘူးဆိုတာတွေဘာနဲ့ဖုံးလုံးတာကဒေါသနဲ့ဖုံးနေเจ้าငါမသိဘူးမှလို့လားတော့เจ้าတော့တရားမသိဘူးမှလို့လားဟာမုန်းတာဘာနဲ့မုန်းတော့ဆိုတော့ဒေါသဖြစ်တော့ထိုจิตတွေပြုံးသွားဒေါသဖြစ်လာရင်အချစ်တွေပြုံးသွားတယ်ဒါကြောင့်လေတရားနာပိဋကခမည်းတော်ဖြစ်တဲ့ဒေါသကတော့ခဏပဲသူတော်ကောင်းတွေမုန်းပြီးတော့ယွန်သွားတဲ့ညီးငွေသွားတဲ့သဘာဝမျိုးမဲ့ညံဆိုင်အောင်မပြတ်နိုင်ကြတော့လေခမည်းတော်ပြန်ဆက်ကြတာပေါ့တယောက်တခြားစီနေရောတချို့အခမ်းမသိရန်ဖြစ်ရိုက်ကြနှဲ့ကြတယောက်တခြားစီနေကြရိုက်နှဲပြီးတော့လေရှိုးလို့ရှမ်းတာနဲ့လေးငရဲမခေါ်ဗျာမခေါ်ဘဲနဲ့တယောက်တခြားစီမျိုးနဲ့တောင်တွေးမြောက်တွေးဆိုတော့ခေါ်ခြင်းစိတ်ကပေါ်လာဗျာရောတခြားစီနေတော့တွေးတာကိုတွေးဆိုဒီလိုကိုပြိဿဩငါရိုက်လိုက်တာသူခင်ဗျာနာရှမှာနာရာကိစ္စမရှိဘူးမနှက်ဖြင့်ကသမင်းမချက်တနတ်တော့ပြတ်တော့မှာခေါ်ခြင်းလို့တွေးတာကျွတ်တို့တော့ပဲပြောပါတယ်ရန်ကုန်စီပြောပါမိမကလည်းတွေးတယ်ဩငါရိုက်တာကိစ္စမရှိဘူးတဲ့လင်းသားဆိုတော့လူတွေပြန်ပြောတော့မယားကပြန်ပြောတော့လေရှက်ရှာမှာရှက်လို့ရိုက်တာတဲ့ရိုက်တာကိစ္စမရှိဘူးတဲ့နတ်ဖြင့်ကအထုံမထွက်ရင်ထုံရေးပြတ်တော့မှာတဲ့ခေါ်ခြင်းလို့တွေးတာဒီထက်ဟိုကလည်းခေါ်ခြင်းဒီကလည်းခေါ်ခြင်းဆိုတော့လင်လုတ်တဲ့လူကဒဇင်ကြီးမြင်ရသားနဲ့ငါဒဇင်ပဲနားထားပြီးပါလေစကားစမိမလည်းခေါ်ခြင်းဆိုတော့မြင်မလားတော့တဲ့ဒဇင်ဟိုထိုးထားဆိုတော့ဒီလင်မယားတဲ့သွားဗျာရောတရားနာပြိဿဒါကြောင့်ခမည်းတော်မုန်းနာကခဏမုန်းညဖယားအစရှိတဲ့သူတော်ကောင်းတွေယွန်သွားတာမုန်းသွားတာကတော့ဖြင့်နိဗ္ဗာန်ထိအောင်ယာသက်ပံနေမကယုံနံခန္ဓာအစပြတ်အောင်မုန်းသွားကြတယ်လို့မုန်းစေခြင်းနဲ့ကောင်းလားပြိဿအခုကြည့်လေတရားနာပြိဿအတ္တကဘယင်ကြီးဒေါသနဲ့ဖြတ်လိုက်တော့သူ့အပေါ်ချစ်နေတဲ့အချစ်တွေပြဲအကုန်လုံးဘာကမှမထားဘဲနဲ့ခုံဆွာမီရှို့ပြစ်ပြီးတော့တရားနာပြိဿမိမကိုတကယ်မုန်းလို့ဒီလောကကြီးတွေကဖြင့်ငါထွက်ပြေးခြင်းပါပြီဆိုတဲ့စိတ်မသုံးနိုင်ရှာသေးပဲနဲ့ဟော
တပါးသောမိမတယောက်မိပေခေါင်ကြီးခေါ်မြောက်တယ်ဗျဒီမိမမုံမေမယ်လို့လည်းတရားနာပိဋကကြီးနောက်တစ်ဖန်ထပ်မှ၍မိမတယောက်ကိုမိပေခေါင်ကြီးမြောက်ပြီးတော့ဒီဘဝကသူတို့စုတည်ခဲ့ကြပြီးနောက်ဟောဇတ်တော်ကိုတရားနာပိဋကစေစုံအောင်ပေါင်းလိုက်တော့ရသေးကြီးကကျွတ်တို့ဖရာအလောင်းပါဗျာရသေးကြီးကဘာတုံးပိဋကဖရာကိုယ်တော်မြတ်ဇတ်ပေါင်းတာအတ္တကရှင်မရင်ကြီးကဟဲ့ယခုသင်ကြီးငွေနေတဲ့ယဟန်သည်ကိုယ်တော်ကအတ္တကရှင်မရင်ဖြစ်ခဲ့ဘူးလေအခုသင်ကိုသာသနာတော်ကြီးကမပြောအောင်ဖြားယောင်းပြီးတော့နေတဲ့မယားဟောင်းကဥပရိဒေဝီဖြစ်ခဲ့ဘူးတဲ့ဟဲ့ချစ်တာတဲ့သင်အားဒုက္ခပြေပြောင်းအောင်ယသိထံသွားလျှောက်ထား၍သင်ကိုခေါ်ပြီးယသိထံပြတဲ့ပုံနာလူလင်ကလေးကတော့ငါဤလက်ရတော်ရန်သာကြီးသာရိပုတ္တရာဖြစ်ခဲ့ဘူးတယ်လို့ဇတ်တော်ကိုဒီလိုပေါင်းလိုက်ပါတယ်ဗျာပိဋကကြီးကိုင်းပြန်မင်းမဲ့ယသိကြီးကပါတော့မြတ်စွာဘုရားအတ္တကရှင်မင်းကြီးကကျွတ်တို့ဘုရားလက်ထက်ပါတော့လူထွက်ခြင်းစိတ်ပေါက်တဲ့ယဟန်အတ္တကရှင်မင်းကြီးကဘယ်သူတော့ဥပရိဒေဝီမိဖုရားကြီးကပါတော့ဟောဗျာဇာလန်းတစ်ခုလုံးမမှတ်မိခြင်းနေပါစီဒါလေးပါသွားကြစမ်းပါဥပရိဒေဝီကြီးကပါတော့မယားဟောင်းပါတယ်တော့ဥပရိဒေဝီကြီးကပုံနာလူလင်လေးကပါတော့ရှင်သာရိပုတ္တရာလို့ဇတ်တော်ကိုဒီလိုချုပ်လိုက်ကြပါစို့ gain ဆိုကြတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေအလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးကျမ်းမာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလျင်ခြေရင်နဲ့ဖုံဖုံစိတ်တွေ့ပြစ်ပြအသီးသီးသောမိမိတို့အိမ်ငါဌာနသို့နိဝတ္တတုသီခံရတာပြန်ကြပေတော့နိဝတ္တတုမေတ္တာယုပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောချစ်တရာဆွေကလျောင်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း